ถอดกันไอช่องเรา从很边上中啊，铁档款就能看下来。အများဆုံးရတန်းစီဖို့နောက်ပြီးမှတိုင်းသားအားလုံးစုစည်းထားတဲ့ UNFC အဖြစ်ကျွန်တော်တို့ငင်းချမ်းရဲ့ကိုပြောဆိုပြီးမှမြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့တိုင်းသားအားလုံးနဲ့အတူတူကဒီမိုကရေစီအင်အားစုအားလုံးတို့ဆွေးနွေးပြီးစစ်မှန်တဲ့ Federal တည်ဆောက်ဖို့ငင်းချမ်းတရားတဲ့ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပေါ်လာဖို့အဲ့ဒီအကြောင်းတွေကိုအတွက်တောင်းဆိုဖို့အလို့ကဒီနေ့ဆန္ဒပြတဲ့ဒီအခမ်းအနားကိုလာရောက်ကြတဲ့တိုင်းသားညီကောင်မောင်မများဒီမိုကရေစီအင်အားစုမှာကျောင်းသားလူငယ်များတိုင်းသားအားလုံးကိုကျွန်တော်ဥစ္စာပထမကျေးဇူးတင်ကြောင်းပြောလိုပါတယ်ဒီနေ့အခုလိုကျွန်တော်ဒီမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေအရဆိုရင်ဘာဖြစ်လဲဆိုတဲ့ကမှာဥစ္စာပထမကျွန်တော်ကချင်ပြည်နယ်ဒေသမှာစစ်အစိုးရအနေနဲ့သူတို့ကချင်ဒေသတစ်ခုကိုပဲ individual peace talk ခေါ်မှာဘာမှအဆင့်မရှိတဲ့ဒီဒေသဘုံဘူးအဆင့်လောက်နဲ့ဆုံးဖြတ်ချက်မပေးနိုင်တဲ့ဒီဘုံဘူးတယောက်နဲ့ပဲကျွန်တော် peace talk လုပ်ပြီးမှလုံခဲ့တော့အချိန်တွေမှာပြုလုပ်ခဲ့ပြီးဖြစ်တဲ့အတိုင်း device and rules ဆိုတဲ့အဲ့ဒီ system အဖြစ်ကျွန်တော်ကချင်ပြည်နယ်ကိုခွဲခြားမှဒီခဏတော့အပြည့်ခရဆေးမှသူတို့ကြိုက်လို့လုပ်မယ်ဆိုတဲ့တကယ်တော့ political အဖြစ်ကိုတကယ်တော့ political conflict ရဲ့ answer ကိုမပေးနိုင်တဲ့ peace talk ပုံစံမျိုးကိုကျွန်တော်ဖန်တီးနေစေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီအရာကိုကချင်နေနဲ့လုံးဝလက်မခံပါဘူးကျွန်တော်အနေနဲ့ UNFC အားဖြစ်တာလေကျွန်တော်တို့peace talk ကိုမှတာရှည်ခံပြီးမှမြင်းပြန်တဲ့ဒီငိမ့်ချရဲကိုပေါ်ဆောင်တဲ့တွေ့ဆုံဆွေးနွေးရေးကိုတော့ကျွန်တော်ဒီဇိုင်းမှာတောင်းဆိုနေဖြစ်ပါတယ်ဒီအရာမှာကျွန်တော်ဥစ္စာပထမအနေနဲ့ပြောလိုတာကတော့ဘာဖြစ်လဲဆိုတဲ့အခါမှာ AOD တွေကိုကျွန်တော်တောင်းဖို့တော့ခုနှစ်ကတည်းကကျွန်တော်တို့ local ကချင်ဒေသတိုင်းကားတွေကနေပြီးတော့ဒီဆက်ပြီးဖြစ်တယ်အခုတပြည့်ပြည့်နဲ့ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ဒီမိုကရေစီအားလုံးတိုင်းသားအားလုံးပြည်သူပြည်သားအားလုံးအယုံအမြတ်ပချာစီရချတာမရွေးအားလုံးပါဝင်မှတို့အရာကိုကျွန်တော်စုစည်းစွာကတော့တောင်းဆိုတဲ့အခါမှာအခုခဏရဆိုင်တဲ့အခြေဖြစ်ပေါ်လာဒါမဲ့ကျွန်တော်ဒီအရာကိုလည်းကျွန်တော်ဆက်လက်မှတိုင်ဖို့တောင်းဖို့ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဆိုလို့ဒါအဲ့လိုအခုလက်ရှိတိုင်းစင်အစိုးရနေ suspend လုပ်ထားတဲ့ကိစ္စဟာကျွန်တော်တိုင်းဒေသကြီးပုံမှန်အားလုံးဒီမိုကရေစီအားလုံးပြည်သူပြည်သားအားလုံးသူစီမှုရဲ့ရလဒ်တစ်ခုဖြစ်တဲ့ဒီမှာကျွန်တော်ခိုင်နေရပါတယ်ခိုင်ပါတယ်ဆိုတဲ့အတွက်ကျွန်တော်အနေနဲ့အခုလိုအရာအားလုံးကိုစုစည်းခြင်းအရာအားလုံးကိုစီလုံးခြင်းအရာအားလုံးကိုပူးပေါင်းညီညွတ်စွာဆောင်ရွက်မှလုပ်ဆောင်ခြင်းအဖြစ်အောင်မြင်နိုင်တယ်ဆိုတော့ကျွန်တော်ခိုင်ပါတယ်ဒါကြောင့်ဒီနေ့မှာဆက်လက်မှကျွန်တော်ဒီအခမ်းအနားမှာလာတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်လက်မှကျွန်တော်ရဲ့ပုံရံတူဖြစ်တဲ့လက်ရှိစစ်အစိုးရကိုကာကွယ်နေမှာပူးပေါင်းဆောင်ရွက်ပါလို့ဆိုတော့ကျွန်တော်ဒီနေ့အခမ်းအနားကိုအားလုံးကိုကျေးဇူးပါတယ်ဒီရတဲ့ကျွန်တော်အားလုံးကိုလောက်ဆောင်တဲ့ဒီရချက်ကိုဒီရတဲ့လုပ်ထုံးချက်ပါပြောလို့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကိုဒီလိုဆိုပြောသွားတယ်။မမီဒီယာတော့ချဲမယ်ကိုရင်းကိုအထူးကျေးဇူးတင်တဲ့အကြောင်းပြောကြားလိုပါတယ်။အခုချိန်မှာ